ကဲဒုတိယပိုင်းမှာတော့ဒုံးနဲ့ဟို night ဒီ night ဟိုထိုးဒီထိုးလှုပ်ပြီးသွားလို့ရှိရင်ပြီးသွားပါပြီကျွန်တော်အပေါ်ကနေတေချာလေးရှင်လေးကိုအုပ်ထားပေးပါတယ်ဒါကတော့အပေါ်ပိုင်းလေးနည်းနည်းလက်ကြံလေးကိုကျွန်တော်ထပ်ပြီးအုပ်ပေးပါတယ်အပေါ်ပိုင်းလေးမှာလည်းတေချာလေးအုပ်ပေးပြီးတော့မှနည်းနည်းလေးလှလှပပလေးအဖြူသားလေးမကြံအောင်ကျွန်တော်တေချာလေးအုပ်ပေးလိုက်ပါတယ်ကဲဒါကတော့ရှင်အုပ်ပြီးရဲ့ final look လေးပါတေချာလေးတော့အုပ်ပေးထားပါတယ်โอเคဒါပြီးရင်ကျွန်တော်တို့ဒါကိုနေပူလမ်းမှာဖြစ်ပါတယ်နေပူလမ်းပြီးလို့ခြောက်သွားလို့ရှိရင်ကျွန်တော်တို့တွေအပေါ်ကနေမှန်လေးတွေပြန်အုပ်မှာဖြစ်ပါတယ်ဒါလေးကတော့ဆီလီကွန်လေးနဲ့ကျွန်တော်မှန်အပေါ်ကနေပြန်အုပ်တာဖြစ်ပါတယ်ဆီလီကွန်လေးတူမယ်အပေါ်ကနေမှန်ကိုတေချာပြန်အုပ်လိုက်မယ်ဒါကတော့အပေါ်ကနေမှန်အုပ်ထားတဲ့ပုံစံလေးပါဒါကတော့ကျွန်တော်ဖွာထားတဲ့နေရာလေးပါလောက်ရတာလက်ရမ်းဝင်ပါတယ်ဒါပြီးလို့ရှိရင်ကျွန်တော်ကအန်လေးတွေအတွက်ရေပလင်းကိုကျွန်တော်လုပ်ပေးမှဖြစ်ပါတယ်ဒီလိုရေပလင်းလုပ်ပုံလုပ်နည်းလေးကိုနောက်ဗီဒီယိုမှာကျွန်တော်ဆက်ပြီးတော့တင်ပေးပါမှာဖြစ်ပါတယ်ဆက်လက်ကြည့်ရှုပေးကြပါဦးဒါပါပဲ bye bye